အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကောင်းရေးဆိုပါဒီနေ့ကျွန်တော်တို့သင်ကြားပို့ချမယ့်သင်ခန်းစာရဲ့အမည်ကတော့ Blue Ocean Strategy လို့ခေါ်ပါတယ် Blue Ocean Strategy ဟာဒီနေ့အောင်မြင်နေတဲ့ကုမ္ပဏီပေါင်းများစွာရဲ့အသုံးချနေတဲ့တကယ်ကိုတန်ဖိုးကြီးမားလာတဲ့ strategy တစ်ခုဖြစ်ပါတယ်သူရဲ့သမိုင်းကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ရမယ်ဆိုရင် Blue Ocean Strategy က2005ခုနှစ်မှာ W. Chan Kim ကနေပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့တဲ့တကယ်ကိုအောင်မြင်ခဲ့တဲ့ strategy တစ်ခုဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေရဲ့အခြားပြိုင်ဘက်တွေနဲ့မတူတဲ့ differentiation တွေကိုကျွန်တော်တို့ဘယ်လိုရယူလဲ low cost တွေကိုကျွန်တော်တို့ဘယ်လိုရယူလဲဒါကိုကျွန်တော်တို့ဖော်ထုတ်ပေးတဲ့ strategy တစ်ခုဖြစ်ပါတယ်ဒါအပြင်တနည်းအားဖြင့်ကျွန်တော်တို့တွေရဲ့ market အသစ်တွေထပ်ပြီးပေါ်ပေါက်လာအောင် Blue Ocean strategy ကနေပြီးတော့ဖန်တီးပေးပါတယ်ကျွန်တော်တို့ရဲ့ကုမ္ပဏီစီးပွားရေးတွေပို့ပြီးတော့ systematic ကြအောင် customer တွေပို့ပြီးတိုးပွားလာအောင် competitor တွေကိုကျွန်တော်တို့တော့ကိုလိုက်ပြီးတော့မရှင်းလာနိုင်အောင်အဆုံးဖြတ်ပြုပါမှာတကယ်ကိုအသုံးဝင်တဲ့ strategy တစ်ခုဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးသွားကြည့်အောင်ကျွန်တော်တို့ဒီနေ့သင်ခန်းစာလေးရဲ့ objective ကတော့ Red Ocean နဲ့ Blue Ocean market တွေအကြောင်းကိုနားလည်စေဖို့ရည်ရွယ်ပါတယ်ဒါပြင်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေရဲ့ performance နဲ့ productivity တွေတိုးတက်လာစေဖို့ရည်ရွယ်ပါတယ်ဒါအပြင်အဓိကအရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေ competitor တွေကိုဘယ်လိုအနိုင်ယူရင်ဆိုင်ရမလဲဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်တို့ဒီနေ့ပို့ချသွားမှာဖြစ်ပါတယ်။ဒါအပြင်အဓိကတော့ကျွန်တော်တို့ရဲ့စီးပွားရေးဆိုင်ရာဘယ်လို planning တွေလုပ်ဆောင်အောင်လဲဘယ်လို decision making တွေလုပ်ဆောင်အောင်လဲဆိုတာကိုဒီနေ့ကျွန်တော်တို့တင်ပြပို့ချသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ Blue Ocean ဆိုတဲ့စကားလုံးကိုသဘောပေါက်တဲ့ Red Ocean ဆိုတဲ့စကားလုံးကိုအရင်ဆုံးကျွန်တော်နားလည်လို့လိုအပ်ပါတယ်။ Red Oceanဘာလို့ကျွန်တော်တို့အနီရောင်နဲ့တင်စားရတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေအကုန်လုံးဟာအပြိုင်အဆိုင်တွေကိုတိတ်ကိုများပါတယ်။ကျွန်တော်တို့ရဲ့ရက်ွက်တွေထဲမှာအိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်နေပေါ့။ဒီအိမ်ဆိုင်လေးကတစ်ဖြည်းဖြည်းကျွန်တော်တို့ရောင်းအားတွေကောင်းလာမယ်။နောက်တစ်ဆိုင်ထပ်ဖွင့်နေ။နောက်တစ်ဆိုင်ထပ်ပေါ်လာတယ်။နောက်တစ်ဆိုင်ထပ်ပေါ်လာတယ်။ဒီကောင်ကဒီလမ်းထဲမှာရှိရင်းဆိုရင် customer အယောက်100ကိုဒီ၄ဆိုင်ကအတူနိုင်ကိုနိုင်အပြိုင်ဆွဲယူပြီးတော့ရွေးချယ်ဝယ်ယူခိုင်းဖို့ရှင်ပြန်ရတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။တတိယအဖြစ်တော့အချင်းချင်းတိုက်ကြခိုက်ကြရင်လည်းသွေးတွေစုပွက်ပြီးတော့နေရဲသွားတဲ့ပင်လယ်တစ်ခုနဲ့တင်စားပြီးတော့ Red Ocean လို့ခေါ်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရက်ွက်တွေကအိမ်ဆိုင်လေးတွေမကဘဲနဲ့ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေပြင်ပကလုပ်ငန်းကြီးလုပ်ငန်းအလက်အလယ်လက်အသေးစားလေးတွေကအစရှင်ပြန်မှုဆိုတာဒီနေ့ခေတ်မှာတိတ်ကိုပုံများလာပါတယ်။အဲ့တော့ဒီပင်လယ်ကြီးကိုကျွန်တော်တို့ကြည့်လို့ရပါတယ်။ပင်လယ်ကြီးပေါ့ဒီပင်လယ်ကြီးမှာကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေအများကြီးရှိနေပါတယ်။ကျွန်တော်တို့ကိုယ်တိုင်ဒီနမန်းကြီးတစ်ကောင်ဖြစ်ပြီးတော့အခြား competitor တွေကိုတော့ရောက်စားသုံးနေနိုင်တယ်လို့ပဲဒီနမန်းတွေစားခြင်းခံရတဲ့ငါးငယ်လေးတွေဖြစ်နေကျွန်တော်တို့ကတည်ရှိနေနိုင်ပါသေးတယ်။ဒါကြောင့်အချင်းချင်းတိုက်ခိုက်နေရတဲ့တိုက်ခိုက်ရတော့သွေးတွေဆန်ထွက်ပြီးတော့အနီအောင်ပန်းနေတဲ့ပင်လယ်သမုဒ္ဒရာကြီးကို Red Ocean လို့ခေါ်ပါတယ်။အဲ့ကျွန်တော်တို့ဒီ Red Ocean ထဲမှာကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းကိုထားမယ်ဆိုရင်ဘာတွေဖြစ်မလဲ။ဒီကြတော့ကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်ကြအောင်အတူတိုင်းကိုယ်တိုင်ကျွန်တော်တို့တိုက်ခိုက်ကြအောင်အဲ့တော့ခုနကကျွန်တော်တို့ရဲ့အိမ်ဆိုင်လေး၄ဆိုင်ကကာဆာဘာအယောက်100ကိုစီးရုံးနေမယ်ဆိုရင်သူနိုင်ကိုယ်တိုင်အပြိုင်တိုက်ခိုက်ကြရတော့သူလည်းသွေးထွက်နိုင်တယ်လို့ကိုယ်လည်းသွေးထွက်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလိုပြိုင်ဆိုင်တိုက်ခိုက်နေတဲ့ပဲရှိပြီးသောဝေစုတွေကိုမျှယူနေမလားဒါကိုကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ competition ကျွန်တော်တို့ရှင်ပြိုင်ရမယ်အဓိကအဖြစ်တော့ကျွန်တော်တို့တွေလူတိုင်းသိထားသလိုပါပဲ differentiation သူများနဲ့မတူအောင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ဆောင်ကြမလဲကျွန်တော်တို့ရဲ့ business တွေမှာ differentiation ကိုဘယ်လိုဖော်ဆောင်မလဲသို့မဟုတ်ကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ service တွေကို low cost တကယ်ကိုငွေကြီးနည်းနည်းနဲ့ကျွန်တော်တို့ဘယ်လိုမျိုးရအောင်လုပ်ပေးမလဲဒါပြင် focus ပေါ့ဒီရမယ့် general strategy လို့သိကြတဲ့အတိုင်းကျွန်တော်တို့ competition တွေပြန်ရမယ်သို့တော့ Blue Ocean strategy ကထောက်ပြလိုက်တာက competition is not the only way to success our business ကျွန်တော်တို့ရဲ့ business လုပ်ငန်းတွေအောင်မြင်ဖို့အတွက် competition ဆိုတဲ့ရှင်ပြိုင်ခြင်းဟာတခုတည်းသောနည်းလမ်းမဟုတ်ပါဘူးဗျာဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ဟုတ်ကဲ့ပါဒီပုံလေးကိုတစ်ချက်ကြည့်ပေးပါဦးဒါကတော့ Nabi လို့ခေါ်တဲ့ကားစက်ရုံကထုတ်တဲ့ design နဲ့ကားတစ်စီးဖြစ်ပါတယ်တော့ NABI Nabi ဆိုတာ North American Bus Industry လို့ခေါ်ပါတယ်တော့အမေရိကန်မှာဘတ်စကားထုတ်လုပ်တဲ့ကုမ္ပဏီပေါင်းများစွာရှိပါတယ်။အမေရိကန်တွေရဲ့ဘတ်စကားထုတ်လုပ်မှုနည်းပညာတွေကလည်းအကုန်လုံးကိုမတာရှင်ပြိုင်တိုက်ခိုက်နေရတဲ့အခြေအနေပါ။အဲ့တော့ဒီအချိန်မှာ North American Bus Industry ကတခြားပြိုင်ဘက်တွေကိုအလဲထိုးနိုင်တဲ့သို့မဟုတ်တခြားပြိုင်ဘက်တွေ
ရှင်ပြိုင်လိုက်မလာနိုင်တဲ့ innovation ကိုခေါ်တဲ့ value တွေကိုသူကဖန်တီးတည်ဆောက်ခဲ့ပါတယ်။ဒါတော့ကျွန်တော်တို့ဒီပုံလေးကိုကြည့်ကြည့်ပါဦး။အဲ့တော့ကျွန်တော်တို့တွေ့နေကြ bus ကားတွေနဲ့ထူးခြားနေတာတော့ဒီမှာပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ဒီမှာဘိန်း6လုံးကျွန်တော်တို့တွေ့ရမှာဖြစ်သူအလင်းမှာဘာကြောင့်ကြီးလို့ပဲကိုရလွယ်အောင်တွားရလွယ်အောင်လုပ်ထားတဲ့ design တစ်မျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တော့တခြား base bus ကောင်းထုတ်လုပ်တဲ့ company မှာဒီလို design မျိုးကိုကျွန်တော်တို့တွေ့ရမှာမဟုတ်ပါဘူး။အဲ့တော့ North American bus industry ကဒီလိုစမ်းသစ်တဲ့ innovation ရှိတဲ့ design တွေကိုအသုံးပြုပြီးတော့ဒီလိုတောင်းတလမ်းတွေမှာတွားရခက်ခဲတဲ့လမ်းတွေမှာပုံပုံလွယ်ကူအောင်လှုပ်ဆောင်ပြီးတော့ဈေးဘက်ကိုအနိုင်ရခဲ့ပါတယ်